ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါ ZD ကိုကူတာ155ကျွန်တော်တို့ဒါကိုကူတာအစ်စ်ပေါ့နော်ဒီအင်ဂျင်ပထမပြက်နေတာအခုပြန်ရောက်လာပြီအဲ့တော့ဥတဲ့လူရမယ်အဲ့ဒီမှာအလုံးကြီးတော့နည်းနည်းတော့ရောက်လာပြီအဲ့တော့ကျွန်တော်တို့ဒီမှာ ZD 155ကိုကူတာလည်းပြန်ရောက်လာပြီဖက်ဆက်အင်ဂျင်တွေကတော့ရှိတယ်ဖက်ဆက်အင်ဂျင်155ဖက်ဆက်အင်ဂျင်155တွေလည်းရှိတယ်ဖက်ဆက်အင်ဂျင်တွေလည်းစင်ပေါင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီလိုစက်တုံးနှစ်တုံးတွဲလင်မန်းလေးပြားတွေကိုကျွန်တော်တို့ဒီ ZD ကွန်ပျူတာအင်ဂျင်တွေမဟုတ်ဘဲနဲ့ဖက်ဆက်အင်ဂျင်တွေတော့ပါကျွန်တော်တို့ရုံးနိုင်အောင်လုပ်ထားတယ်အဲ့တော့ကွန်ပျူတာအင်ဂျင်ကတော့ကျွန်တော်တို့ဥတဲ့လူရမှာပေါ့နော်ဒါကွန်ပျူတာအင်ဂျင်တွေနဲ့တွဲမောင်းဖက်ဆက်အင်ဂျင်နဲ့ပဲတွဲမောင်းစက်တုံးနှစ်တုံးတွဲဘန်းလေးထဲလန်တာဆက်ခုတ်တာလေးကိုလုပ်လို့ရပြီဒီညှိတာလေးလည်းလုပ်လို့ရမယ်ဒါကတော့ကျွန်တော်တို့တောင်ဖန်းတွေစီဖန်းတွေ22ကောင်အကောင်18ကောင်ဒီနဲ့တွဲမောင်းနေတာပေါ့နော်ဒီထိုင်မောင်းပေါ့ဒီထိုင်မောင်းကတော့ကျွန်တော်တို့တရုတ်နီအင်ဂျင်22ကောင်အကောင်18ကောင်နေနဲ့တွဲမောင်းလို့ရတယ်သူကတော့စက်တုံး2တုံးတွဲဒီဘန်း4ဘန်းထဲလန်ချင်းဆက်ခုတ်ချင်းတွေကိုလည်းကျွန်တော်တို့ဒီကောင်ကလည်းကောင်းကောင်းလုပ်နိုင်တယ်ဒါပေမဲ့ဟိုဖက်ဆက်အင်ဂျင်တွေကွန်ပျူတာအင်ဂျင်တွေကိုတော့အမြန်နှုံးမမြည်ဘူးသူကတော့တင်းနေရောက်ပတ်တော့မြန်ပါလေအဲ့တော့ကျွန်တော်ဒီကောင်းတဲ့ကိုက်ညီတဲ့ဘိန်းတွေလုပ်ပေးတယ်ဒါတွေကတော့ကျွန်တော်တို့မှားထားတာပေါ့မှားထားတာကျွန်တော်တို့3-4ရက်လောက်ခွာပြီးတော့ပေးနေရတယ်ဒါလေးကိုပြင်ပြရင်းနဲ့အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ